လိန်ဆက်ဆံမှုညင်းဆန်လို့လောက်ခဲ့တဲ့အမျိုးသားတရုတ်လူမျိုးတန်ရန်ဖူဆိုတဲ့လူကပတ္တရာမြို့မှာလိန်ပြောင်းအမျိုးသမီးတယောက်ကိုတညတာပြောပါဖို့ဗတ်ရှိထောင်ပေးပြီးဟိုတယ်ကိုခေါ်သွားခဲ့တယ်။အခန်းထဲရောက်တော့လိန်ပြောင်းအမျိုးသမီးကသူပြောတဲ့ပုံစံမျိုးပြုလုပ်ပေးဖို့ညင်းဆန်တာကြောင့်ခဲ့တယ်။အဲ့လိုရန်ဖြစ်ပြီးတော့သူကလိန်ပြောင်းအမျိုးသမီးကိုပြန်ချော့လိုက်တယ်။ငါအပြင်သွားလိုက်အောင်မယ်ဆိုပြီးစတိုးဆိုင်ကနေဓာတ်နဲ့ကကြီးတွေဝယ်ယူလာခဲ့တယ်။တန်ရန်မူဆိုတဲ့အမျိုးသားဟိုတယ်ပြန်အောင်တော့လိန်မြောင်းအမျိုးသမီးနဲ့အတူတူတစ်ခုခုစားလိုက်ကြသေးတယ်။လိန်မြောင်းအမျိုးသမီးကိုအခကျင်းဝေပေးထားပြီးသားမို့လို့ပြန်မလို့ပေးပဲချောမော့ပြီးရေတူတူချိုးရအောင်ပြောပြီးရေချိုးခိုင်းနေမှာတွေလောက်ခဲ့တယ်။ရိုးရိုးလောက်ယုံနေမဟုတ်ပဲဘိုက်တွေအထက်ကနှလုံးကြောက်ကနဲ့အစုပ်တွေဦးရအစထုတ်ပစ်ခဲ့တယ်။အခန်းတစ်ခုလုံးသွေးအိမ်ထဲကိုသူကစိတ်ရှည်လက်ရှည်နဲ့တောင်တန်ရှင်းလှုပ်လိုက်သေးတယ်။ပြီးတော့ပင်မမီတန်ရန်ဖူကအဲ့ရပေါ်မှာတင်တရေအိတ်ခဲ့သေးတယ်။ဒီတန်ရန်ဖူဆိုတဲ့အမျိုးသားကမနက်စောစောထပြီးသူဝနဘူမိလေစိတ်မှာအလောတကြီးလင်းလက်မဝဲတရုတ်ပြည်ပြန်မှုစ조사ခဲ့ပြီးမဲ့ရဲတွေကသူ့ကိုလမ်းမတွေမဲ့ဖမ်းမိခဲ့တယ်။ရဲတွေဖမ်းမိပြီးတော့သူ့ကိုပြစ်မှုကျူးလွန်ခဲ့ပုံကိုတရုတ်ပြခိုင်းနဲ့အသေးကြောက်ကနဲ့ကလီစာတွေကိုအထုပ်နဲ့အိတ်ထဲထည့်ထားခဲ့ပြီးမဲ့အစုပ်ကတော့ပျောက်ဆုံးနေပြီးသူမသိဘူးလို့တန်ရန်ဖူကပြောတယ်။နောက်ဆုံးတော့အဲ့ဒီအစုပ်ကိုရေနည်းနဲ့ဖြောပြီးအညာကပဲသူကဗိုက်စာလို့ထိုင်စားခဲ့တယ်လို့ထွက်ဆိုခဲ့တယ်။ဆုံးမသွားတဲ့လိန်မြောင်းအမျိုးသမီးကသူ့ရဲ့မိသားစုတစ်ခုလုံးရှာဖွေကျွေးမွေးနေတဲ့သူတယောက်ဖြစ်ပြီးသူမရဲ့အိမ်မက်ကထိုင်ဝမ်နိုင်ငံထိသွားပြီးအလုပ်လုပ်ချင်ခဲ့တာလို့ကြံရင်သူမိသားစုကပြောပြတယ်။ဆုံးမသွားတဲ့မိန်းကလေးတော့လည်းတကယ်ကိုစိတ်မကောင်းပါဘူးရှင်။နောက်ထပ်ဗီဒီယိုတွေမှာလည်းနာမည်ကြီးနေတဲ့သတင်းအကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ page လေးကို like and follow လေးလုပ်ခဲ့ပြီးအောင်နော်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။